မင်္ဂလာပါရှင်ကွန်ပျူတာကွင်းကွန်ပျူတာထွေးနေ့စင်တာမှာကြိုဆိုပါရစေကျွန်မကတော့ကွန်ပျူတာကွင်းရဲ့ Final Trainer ဒေါ်နန်ကျော်ခံမဖြစ်ပါလေရှင်ဒီရှယ်တို့ဒီနေ့နောက်ထပ်သင်ခန်းစာအသစ်ကဘာလေးဖြစ်မလဲဆိုတော့ကျွန်တော်ကလစ်နှိပ်တာနဲ့တဲ့ selection color ဝင်နေအောင် exam မှာအသုံးပြုနည်းเนาะဒါလေးကိုကျွန်တော်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ပုံမှန်အားဖြင့်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာကလစ်ကလေးနှိပ်လိုက်တဲ့အခါမှာကိုနှိပ်လိုက်တဲ့ row လေးဒီ selection color လေးပေါ့เนาะ active cell တွေဖြစ်နေတာကိုကျွန်တော်ကဘယ်လိုမျိုးထည့်သွင်းမလဲဒီအပိုင်းလေးကိုကျွန်တော်ကြည့်ကြရအောင်ပါเนาะအဲ့တော့ကလစ်လေးနဲ့ရတဲ့ကို cell လေးက highlight လေးပြီးပြီးတော့ကျွန်တော်ကဒီမှာ select ဝင်နေပြီးသားပဲဖြစ်ပါတယ်เนาะ okay ဒါဆိုလို့ရှိရင်ကျွန်တော်စလိုက်ရအောင်ကလစ်နှိပ်တာနဲ့ selection color ဝင်နေအောင်လုပ်ရမယ့်အပိုင်းတွေနှစ်ပိုင်းရှိပါတယ်နံပါတ်1တစ်ပိုင်းလေးကတော့နံပါတ်1တစ်ပိုင်းကတော့ကျွန်တော်က usage formula သုံးမယ်เนาะ conditional formatting တွေက usage formula မှာသုံးမယ် cell တွေဒီ row ဖြစ် row text တွေဖြစ်နေတယ်ဆိုရင် equal row နဲ့ညီပေးပါဒါလေးတစ်ချက်ပြောပေးရမယ်ဒုတိယတစ်ချက်ကတော့ကျွန်တော်က VBA ကုတ်ထဲကိုသွားပြီးတော့ target မှာ calculate ဆိုရယ်ဒီ VBA ကုတ် baby ဘာသာထည့်သွင်းပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်လုပ်ပေးရမှာနှစ်ချက်ပါเนาะ conditional formatting ကိုသုံးမယ် VBA ကုတ်ကိုသုံးပါမယ်เนาะဒါဆိုရင်လုံနည်းလေးကိုကြည့်လိုက်ကြရအောင်ပါနံပါတ်1အရေးကြီးဆုံးအပိုင်းဒီကို highlight ပေးခြင်းတဲ့ cell ပေါ့နော်ကလစ်နှိပ်လိုက်တာနဲ့ highlight ဝင်ခြင်းတဲ့ cell တွေကိုတချို့က select ပေးရပါမယ်အဲ့တော့ကိုယ့်ရဲ့ cell ရဲ့ထိပ်မှာ cursor လေးကိုချပြီးတော့ control A ကိုနှိပ်လိုက်ပါဒါဆိုတော့တချို့ရဲ့ data တွေအကုန်လုံးကို select ဝင်သွားတာကိုတွေ့ရပါလိမ့်မယ်ပြီးရင်တော့ conditional formatting ကိုသွားပါ new လေးကိုနှိပ်ပါ use a formula to determine which cell to format ဒါလေးကိုနှိပ်မယ်ပြီးတော့ရင်တော့ formula ရေးရမယ့်နေရာလေးမှာ equal cell ဝင်စာမြတ်တာအဖွင့်နဲ့ ROW ကိုမြတ်တာပြန်ပိတ်ပြီးကွင်းပိတ်လိုက်အဲ့ဒါဒီ equal ဘာနဲ့ညီမှာလဲ ROW row ဆိုတဲ့ function နဲ့ညီမယ်ဒါကတုံညမဟုတ်ဘူးเนาะဝင်းစာကွင်းပိတ်ရေးပေးတာပဲဖြစ်ပါတယ်เนาะOkay ဒါလေးကတုံညမဟုတ်ပါဘူးเนาะဝင်းစာကွင်းပိတ်ပဲဖြစ်ပါတယ်အဲ့တော့ဒါလေးရေးပြီးသွားရင်ဆိုရင်ကျွန်တော်က format အရောင်လေးထည့်ပါမယ်အရောင်လေးထည့်ပါမယ်မိမိကြိုက်တဲ့အရောင်လေးကိုယူလိုက်ပါပြီးသွားရင်တော့ကျွန်တော် okay ပေးလိုက်ပါOkay ပေးလိုက်ပါဟုတ်ပြီဒါဆိုရင်ကျွန်တော်ကဒီမှာဆက်လက်မဖြုတ်ပြနေအောင်เนาะကျွန်တော်နံပါတ်2အဆင့်ကျန်သေးတယ် VBA ကုတ်သွားရေးမယ်ဟုတ်ပြီဒီ sheet ပေါ်မှာ right click လေးကိုထားပြီးရင်မှာ view ကုတ်ကလေးကိုသွားပြီးတော့ကျွန်တော်ကဒီပေါ်မှာgeneral ဖြစ်နေလား worksheet ဖြစ်နေလားကျွန်တော်က worksheet ကိုရွေးပြီးရင်တော့ဒီနေရာလေးမှာဗာရေးမှာလဲဆိုတော့ target.cal calculate ပေါ့နော်ပြီးတော့ရင်တော့ပိတ်လိုက်လို့ရပါပြီဒါလေးကိုပိတ်ချင်တယ်ဆိုရင် Alt နဲ့ F11 နဲ့ကိုနှိပ်လို့ရပါတယ်နော်ကဲရသွားပြီဆိုလို့ရှိရင်ကျွန်တော်နှိပ်ကြည့်မယ် Okay ဒီမှာ active cell highlight ကလေးဝင်သွားတာကိုတွေ့ရပါလိမ့်မယ်ကလေးနှိပ်လိုက်တဲ့နေရာတိုင်းဒီကျွန်တော်ကဗာလေးဝင်သွားမှာလဲ select highlight color လေးဝင်သွားမှာပဲဖြစ်ပါတယ်เนาะအဲ့တော့ဒီနေ့သင်ခန်းစာလေးကတော့ကျတို့လုပ်ငန်းခွင်မှာတော်တော်လေးအသုံးဝင်မှာထင်ပါတယ်ကို select မှတ်လိုက်တဲ့ data တွေကိုတန်းပြီးတော့ highlight ပေးခြင်းနဲ့ဆိုရင်ဒီနည်းလမ်းလေးတိုင်းအသုံးပြုပေးပါเนาะအဲ့တော့ဒီလိုမျိုးအသုံးဝင်ပြီးတော့လုပ်ငန်းခွင်အတွက်အကျိုးရှိစေမဲ့ video file လေးတွေကိုနောက်ရက်သင်ခန်းစာတွေမှာကျတို့ပြန်လည်ဆုံးဖြတ်ကြမယ်เนาะအားလုံးပဲနောက်ရက်သင်ခန်းစာမှာပြန်လည်ဆုံးဖြတ်ကြပါစို့ရှင်